ဒီဗီဒီယို CD မှာတော့ Grade 10 English Textbook ရဲ့ Unit 3C Grammar ဘိုင်းမှာပါတဲ့ either or and neither nor အကြောင်းဖြစ်ပါတယ်။ either or နဲ့ neither nor ကိုစာမျက်နှာ21အောက်ခြေမှာပြထားပါတယ်။အဲဒီမှာဆိုရင်နမူနာဝါကျနှစ်ခု either or အတွက်ပေးထားပါတယ်။သူ့ရဲ့အသုံးပြုပုံနဲ့သူ့ရဲ့အဓိပ္ပာယ်ကိုအောက်မှာစာကြောင်းတစ်ကြောင်းနဲ့ရှင်းပြထားပါတယ်။ဆက်လက်ပြီးတော့ neither nor အကြောင်းကိုဝါကျနှစ်ခုနဲ့သုံးပုံသုံးနည်းပြထားပါတယ်။သူ့ရဲ့အသုံးနဲ့သူ့ရဲ့အဓိပ္ပာယ်ကိုလည်းအောက်မှာစာကြောင်းတစ်ကြောင်းနဲ့ရှင်းပြထားပါတယ်။စာမျက်နှာ22ကိုကြည့်ပါမယ်။စာမျက်နှာ22မှာတော့လေ့ကျင့်ခန်းလာပါတယ်။အဲဒီမှာစာကြောင်းနှစ်ကြောင်း sentence နှစ်ခုကို either or သို့မဟုတ် neither nor နဲ့တင့်တော်ရာကိုသုံးပြီးတော့စာကြောင်းနှစ်ကြောင်းပေးထားတာကိုတစ်ကြောင်းနဲ့ဖြစ်အောင်ဆက်ပေးရပါမယ်။အဲဒီလိုမျိုးဖြည့်ပေးရမှာ10ခုပါပါတယ်။ဆရာနမူနာပေးထားတဲ့ဝါကျတွေနဲ့ရှင်းပြတဲ့အချက်တွေကိုရှင်းပြပါမယ်။နောက်ပြီးတော့မေးထားတဲ့မေးခွန်းတွေကိုဖြေပြပါမယ်။ဒီသင်ခန်းစာရဲ့ခေါင်းစဉ်ကိုဆရာ Grade 11, Grade 10, 11ဆိုပြီးတော့ရှေ့ကစာသားလေးကိုထည့်ထားပါတယ်။ဒါဘာပြောတာလဲဆိုတော့ Grade 11မှာလည်းဒီအကြောင်းအရာတချို့ကိုဆက်ပြီးတော့သင်ရမယ်လို့ပါတာပါ။ Grade 11မှာတော့ neither ဆိုတဲ့စကားလုံးတစ်လုံးရဲ့ကြံရှိနေသေးတဲ့အပိုင်းတွေကိုဆက်ပြီးတော့ပို့ချထားတာဖြစ်ပါတယ်။ဆရာဆိုလိုချင်တာကအောက်သက်ကျေဖို့အတွက် either or neither nor ကနောက်အတန်း Grade 11 Grade 12မှာမပါပေမဲ့ဒီသင်ခန်းစာမှာမပါသေးတဲ့အဆင့်မြင့်အသုံးအနှုန်းတွေ Grade 11မှာထပ်ပြီးတော့သင်ရမယ်လို့ပြောတာပါ။ဒါကြောင့်မို့လို့ဆရာက Grade 10 နဲ့ Grade 11ကိုဒီမှာပူးပြီးတော့ရေးထားတာပါ။ဒီသင်ခန်းစာကိုကြည့်ပြီးတော့ဒီဟာတွေကိုအောက်သက်ကြီးမှာရှိလာမဲ့အတန်းတွေမှာပိုင်နိုင်ဖြစ်မယ်လို့ဆရာပြောလိုပါတယ်။ Study the following sentence အောက်ပါဝါကျများကိုလေ့လာပါ။ Number 1 You can meet me either at home or at the office မင်းငါ့ကိုအိမ်မှာပဲဖြစ်ဖြစ်ရုံးမှာပဲဖြစ်ဖြစ်တွေ့နိုင်ပါတယ်ဒီဝါကျမှာeither ဆိုတဲ့စကားလုံးရဲ့ or ဆိုတဲ့စကားလုံးရဲ့ကိုစလုံးစောင်းနဲ့ပြထားပါတယ် underline ပြထားပါတယ်ဝါကျနံပါတ်2 either mom or dad will come to pick you up this afternoon မေမေဖြစ်ဖြစ်ဖေဖေဖြစ်ဖြစ်ဒီနေ့လယ်မှာမင်းကိုလာကြိုမှာပါဒီဝါကျမှာလည်း either နဲ့ or ကိုစလုံးစောင်းနဲ့ရေးပြီးတော့ underline ပြထားပါတယ်ဒီလို either or ကိုထည့်သုံးတာဖြစ်တဲ့အတွက်ဝါကျရဲ့အဓိပ္ပာယ်မှာလည်းအိမ်မှာဖြစ်ဖြစ်ရုံးမှာဖြစ်ဖြစ်ဆိုပြီးတော့အဓိပ္ပာယ်ဖြစ်သွားပါတယ်ဒုတိယဝါကျမှာလည်း either mom or dad လို့ပြောထားတာဖြစ်ပြီးဖေဖေဖြစ်ဖြစ်မေမေဖြစ်ဖြစ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်သူ့ရဲ့အသုံးကိုဆက်ကြည့်ပါမယ် textbook မှာဒီလိုရှင်းပြထားပါတယ် The correlative conjunction either or has positive meaning and is used to offer a choice between two things အပြန်အလှန်ဆက်နွယ်နေသောစကားဆက် either or တွင်အပေါင်းလက္ခဏာဆောင်သောအပြုသဘောဆောင်သောအဓိပ္ပာယ်ရှိသည်
နှစ်ခုတည်းကတစ်ခုကိုရွေးချယ်နိုင်ရန်ရွေးချယ်နိုင်ခွင့်ပေးရန်အသုံးပြုသည်ဒါအိုက်ဇာအော်ဘယ်လိုသုံးရမလဲဘယ်အခြေအနေမှာသုံးရမယ်ဆိုတာကိုရှင်းပြထားတာပါဆက်ကြည့်ပါမယ်ခုလာမဲ့ဝါကျနှစ်ခုကနိုင်သားနော်အကြောင်းဖြစ်သွားပါပြီဝါကျနံပါတ်1နိုင်သား the blue blouse nor the red one is available in size 4အရွယ်နံပါတ်4အတွက်အပြာရောင် blouse ရောအနီရောင်ရောမရှိပါဒီဝါကျမှာနိုင်သားနဲ့နော်ကိုအလုံးစုံနဲ့ပြထားပါတယ်အန်ဒလိုင်းတာဖြတ်ထားပါတယ်ဒီမှာအပြာရောင်ဘလောက်ရောအနီရောင်ဘလောက်ရောမရှိပါဆိုတဲ့အငင်းဝါကြအတွက် neither the blue blouse nor the red one ဆိုပြီးတော့ရေးပြထားပါတယ်။ဝါကြနံပါတ်2ကိုကြည့်ပါမယ်။ I will neither call you nor send you a message after midnight ကျွန်တော်ညသကောင်ကြော်ရင်တင့်ကိုဖုန်းလည်းမဆက် message လည်းမပို့ပါဒီမှာလဲစလုံးစောင်းလေးနဲ့အန်ဒလိုင်းတာပြထားပါတယ်စလုံးကိုလည်းဘိုးလို့ပြထားပါတယ်ဒီဝါကျနှစ်ခုရဲ့အသုံးနဲ့ပတ်သက်ပြီးတော့အောက်မှာဆက်လက်ရှင်းပြပေးထားပါတယ် The correlated conjunction neither nor has negative meaning and is used to negate both part of the statement အပြန်လန်ဆက်နေသောစကားဆက် neither nor ဒီနှုတ်လက္ခဏာဆောင်သောအဓိပ္ပာယ်ရှိပြီးဖော်ပြချက်တစ်ခု၏အစိတ်အပိုင်းနှစ်ခုလုံးကိုရင်းဆိုရန်အသုံးပြုသည် It means not one and not the other ဆိုလိုပြီးမှာဒီတစ်ခုလည်းမဟုတ်နောက်တစ်ခုလည်းမဟုတ်ဖြစ်ပါသည်အခုဒါ textbook မှာပါတဲ့ဝါကျနဲ့ရှင်းပြချက်ဖြစ်ပါတယ် textbook မှာဆိုရင်တော့ဒီရှင်းပြချက်ပြီးပြီဆိုရင်လေ့ကျင့်ခန်းလုပ်ခိုင်းတဲ့စာမျက်နှာဖြစ်သွားပါပြီလေ့ကျင့်ခန်းလုပ်ဖို့အတွက်ဆရာဆက်လက်ပြီးတော့ထပ်မံပြီးတော့ရှင်းပြပေးဖို့စာအုပ်မှာစီစဉ်ထားပါတယ်အိုက်သားကိုအသုံးပြုပုံနဲ့တရားပုံစံအဓိပ္ပာယ်အိုက်သားတစ်လုံးနဲ့ကိုပြောတာပါလူသုံးမဟုတ်ပစ္စည်းနှစ်ခုနဲ့တစ်ခုမဟုတ်တစ်ခုရွေးချယ်ခွင့်အိုက်သားအောင်ဆိုရင်နှစ်ခုနဲ့တစ်ခုမဟုတ်တစ်ခုလို့အဓိပ္ပာယ်ရပါတယ်အိုက်သားအောင်ဒီတရားအမျိုးအစားတူညီသော two adjectives two noun two verb two phrases two clauses etc စသည်ဖြင့်ဖော်ပြသောအရာနှစ်ခုနဲ့တစ်ခုခုကိုရွေးချယ်နိုင်ကြောင်းဖော်ပြသည်ဒီစာသားလေးမှာဆရာတို့မသိရသေးတဲ့အချက်သတိမထားမိတဲ့အချက်ကိုဒီမှာသတိထားမိအောင်ပြောပြထားပါတယ်။ဘာလဲဆိုတော့either or ဟာ two adjective two noun two verb ဆိုတဲ့တူရခြင်းကိုပဲသူကရွေးချယ်ခွင့်ပြောထားတာပါအဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆရာကဝါကျနံပါတ်1either or အသုံးကိုဆရာပြန်ပြီးတော့ပြပါမယ်ဒီမှာ you can meet me at either at home or at the office ဒီနေရာမှာ at home နဲ့ at the office ကtwo noun တူပါတယ်နေရာကိုပြောတာချင်းတူပါတယ်ဒါကြောင့်မို့လို့ဒီနှစ်ခု either or နဲ့ဆက်ပြီးတာဖြစ်ပါတယ်နောက်တစ်ခုနောက်ဝါကျမှာ either man or dad ဒီနေရာမှာဖေဖေဖြစ်မေမေဖြစ်ဖြစ်ဆိုတာကလည်း two noun ဒါ subject ဖြစ်သွားပါပြီဒီ subject မှာ noun ချင်းတူတဲ့အတွက် either or နဲ့ဆက်ပြီးပါတယ်ဝါကျနံပါတ်1မှာက either or က preposition တူတဲ့နှစ်ခုကိုဆက်ပြီးတာပါ at home နဲ့ at the office ကဒါ at ကနောက်မှာပါတဲ့ home ဖြစ် at ကနောက်မှာပါတဲ့ noun ဖြစ်တဲ့အတွက် preposition နဲ့
phrase လို့လည်းပြောလို့ရပါတယ်တူရချင်းကိုဆက်ပြီးတယ်လို့မှတ်ထားဖို့အရေးကြီးပါတယ်ဒီအောက်ကဝါကြတွေနဲ့ဆရာဆက်ပြီးတော့ရှင်းပြပါမယ် We can either watch the football match on TV or play video game ကျွန်တော်တို့ဘောလုံးပွဲကို TV မှာကြည့်နိုင်လို့ video game တွေကိုလည်းကစားနိုင်ပါတယ်အခုဒီမှာပြချင်တာက either or ရဲ့အသုံးက to verb နဲ့ to object ကိုဆက်ပြထားတာပါ to verb ဆိုတာဒီမှာ watch ပါပါတယ်နောက်မှာက play ပါပါတယ် to verb ဖြစ်ပါတယ် verb နောက်မှာပါတဲ့ object ကတတွဲတည်းပါသွားတာဖြစ်တဲ့အတွက် to verb နဲ့ to object ဖြစ်ပါတယ်နောက်ဝါကြတစ်ခု either do your homework or go to bed two clauses နှစ်ခုကိုဆက်ပြီးတာပါ do your homework ဆိုတာက clause တစ်ခု go to bed ဆိုတာက clause တစ်ခုအဲ့ဒီနှစ်ခုကိုဆက်ပြီးတာပါအိမ်စာလုပ်ပါဒါမှမဟုတ်အိယာဝင်ပါဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ဝါကြတစ်ခု I'm not sure where Mamba is from he is either Chinese or Indian မောင်ဘဘယ်နိုင်ငံကလာသလဲဆိုတာကျွန်တော်မသိကြပါသူဒီတရုတ်လူမျိုးသို့မဟုတ်အိန္ဒိယလူမျိုးဖြစ်သည်ဒီမှာ to noun ကိုဆက်ထားပါတယ် he is either Chinese or Indian to noun ကိုဆက်ပြထားတာပါနောက်ဝါကြ I say someone need to buy either a new dress or a new coat အဝတ်အစားသစ်သို့မဟုတ်ကုတ်အင်ကြီးအသစ်ဝယ်ရန်ကျွန်တော်ပိုက်ဆံအနည်းငယ်စုထားသည်ဒီမှာလဲ to noun ကိုဆက်ပြထားပါတယ် either apologize or leave တောင်းပန်ပါသို့မဟုတ်ထွက်သွားပါဒီမှာ to verb ကိုဆက်ပြထားတာပါနောက်တစ်ခု you can stay either with me or with money ဒီမှာ two phrases လို့ပြောထားပါတယ် two phrases ဆိုတာ preposition နောက်မှာပါလာတာဖြစ်တဲ့အတွက် prepositional phrase two phrase နှစ်ခုကိုပြောတာပါသင်သည်ကျွန်တော်နဲ့ဖြစ်ဖြစ် money နဲ့ဖြစ်ဖြစ်နေနိုင်ပါသည်နောက်ဝါကြတစ်ခု either I drive to the airport or I get a taxi ဒီမှာ two clauses ဖြစ်ပါတယ် I drive to the airport ဆိုတာ one clauses ပါ I get a taxi ဆိုတာနောက်ထပ် clause တစ်ခုဖြစ်ပါတယ်ဒီစိတ်ကိုကျွန်တော်ကားမောင်းသွားတာပဲဖြစ်ဖြစ်အငှားကားနဲ့ဖြစ်ဖြစ်သွားလို့ရပါတယ်နောက်ဝါကြတစ်ခု we can either pre or post date the document I don't mind to preface ဆိုတာကစာကြောင်းရဲ့ရှေ့မှာလာတဲ့ pre နဲ့ post ကိုခေါ်တာပါအဲ့ဒါနှစ်ခုကိုလည်း either နဲ့ဆက်လို့ရတယ်လို့သုံးပြတာပါကျွန်တော်တို့စာရွက်စာတမ်းရဲ့ရက်စွဲကိုလွန်ခဲ့တဲ့ရက်စွဲနှစ်သို့မဟုတ်အနာဂတ်ရက်စွဲနှစ်ပေါ်ပြလို့ရပါပြီနောက်ဗီဒီယိုမှာဆက်ကြည့်ပါမယ်